ဒီနေ့ကတော့မြန်မာသဒ္ဒါနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမယ်နော်။ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးကတော့ဝါစင်က8မျိုးအကြောင်းပဲဖြစ်ပါတယ်။ဝါစင်က8မျိုးထဲမှာဘာတွေပါလဲဆိုလို့ရှိရင်နာမ်၊နာမ်စာ၊နာမဝိသေသန၊ကရိယာ၊ကရိယာဝိသေသန၊ဝိဘတ်၊တံဖန်ဒ၊ပစ္စည်းတို့ပါဝင်ပါတယ်။ဝါစင်က8မျိုးထဲကမှဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးကတော့နာမ်အကြောင်းပဲဖြစ်ပါတယ်။တက်ရှိတက်မဲ့ dress ရှိ dress မဲ့တွေရဲ့အမည်ဟူသမျှကိုနာမ်လို့ခေါ်တယ်နော်။နာမ်ကိုအမျိုးအစားအဖြစ်ခွဲမယ်ဆိုလို့ရှိရင်2မျိုးရှိပါတယ်တဲ့။ပထမတစ်ခုကတော့အနက်အဓိပ္ပာယ်အရာနာမ်ဖြစ်ပြီးတော့နောက်တစ်ခုကတော့ဖွဲ့စည်းတည်ဆောက်ပုံအရာနာမ်လို့ဖြစ်ကြတယ်။ဒီနေ့ကတော့အနက်အဓိပ္ပာယ်အရာနာမ်လေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်တယ်နော်။အဲ့ဒီတော့အနက်အဓိပ္ပာယ်ရနာမ်ဆိုတဲ့နေရာမှာတဲ့အမျိုးအစား၄ခုထပ်ခွဲထားတယ်။အဲ့ဒီအမျိုးအစားတွေကဘာတွေလဲဆိုတော့တဦးဆိုင်နဲ့အများဆိုင်နဲ့စိတ်တစနာမ်နဲ့အစုပြနာမ်တို့ပဲဖြစ်ကြတယ်။ဦးများစိတ်စုနာမ်နဲ့ပြုဆိုပြီးတော့မှတ်ထားပြီးလို့ရတယ်နော်။ဦးဆိုတာဟာဘာလဲတဦးဆိုင်နဲ့များဆိုတာကရောဟုတ်တာပေါ့အများဆိုင်နဲ့စိတ်ဆိုတာကစိတ်တစနဲ့ဟုတ်ပြီးစုဆိုတာကရောအစုပြနဲ့ပြောတာဖြစ်တယ်တဦးဆိုင်နဲ့ဆိုတာဘာလဲဆိုတာကိုကြည့်ကြရအောင်တဦးဆိုင်နဲ့ဆိုတာကတဲ့တဦးတစ်ယောက်တည်းအတွက်ပဲသက်ဆိုင်တဲ့နာမ်မျိုးကိုတဦးဆိုင်နဲ့လို့ခေါ်တယ်ဥပမာရန်ကုန်လို့ပြောလိုက်တယ်ဆိုရင်ရန်ကုန်ဆိုတဲ့မြို့နယ်ပဲသက်ဆိုင်တဲ့အတွက်ဒါဟာရန်ကုန်မြို့ဟာတဦးဆိုင်နယ်ဖြစ်သွားတယ်။မြို့လို့ပြောလိုက်ရင်မြို့တွေကအများကြီးပဲ။ဘာမြို့မှမသိဘူး။အဲ့ဒီထဲကမှရန်ကုန်လို့ပြောလိုက်ရင်ဒါဟာတဦးဆိုင်နယ်ဖြစ်သွားတယ်။နောက်တစ်ခုမြစ်လို့ပြောလိုက်ရင်မြစ်တွေကအများကြီးပဲ။ဘာမြစ်တွေမှမသိဘူး။မြစ်လို့ပြောလိုက်ရင်မြစ်ကအများဆိုင်နယ်ဖြစ်ပြီးတော့အဲ့ဒီထဲကမှအေယာဝတီမြစ်လို့ပြောလိုက်တယ်။အေယာဝတီလို့ပြောလိုက်တာနဲ့ဒါဟာတဦးဆိုင်နယ်ဖြစ်သွားပြီ။လူအမည်တွေကလည်းတဦးဆိုင်နယ်နေပဲဖြစ်ကြတယ်။ဥပမာဂျက်လီလီမင်ဟိုဒါမျိုးပြောလိုက်တယ်ဆိုရင်လီမင်ဟိုဆိုလည်းလီမင်ဟိုနဲ့ပဲဆိုင်တဲ့နာမည်တစ်ခုဖြစ်တဲ့အတွက်ဒါတွေကလည်းတဦးဆိုင်နယ်နေပဲဖြစ်ကြတယ်။နိုင်ငံတွေလည်းအတူတူပဲနိုင်ငံလို့ပြောလိုက်ရင်ဘယ်နိုင်ငံမှမသိဘူးအများဆိုင်နယ်ဖြစ်ပြီးတော့အဲ့ဒီထဲကမှမြန်မာလို့ပြောလိုက်ရင်မြန်မာဟာတဦးဆိုင်နယ်ဖြစ်သွားတယ်နော်။ကိုရီးယားလို့ပြောလိုက်ရင်လည်းကိုရီးယားကတဦးဆိုင်နယ်ဖြစ်သွားတယ်။ဒါပြီးတော့ဒါဆိုရင်တဦးဆိုင်နယ်ဆိုတာကတဦးတစ်ယောက်တည်းအတွက်နဲ့ပဲသက်ဆိုင်တဲ့နာမည်မျိုးကိုယ်ပိုင်နာမည်မျိုးကိုတဦးဆိုင်နယ်လို့ခေါ်တယ်။ခုကတော့အများဆိုင်နယ်အများဆိုင်နယ်ဆိုတာကတော့ခုနကတဦးဆိုင်နယ်လို့မဟုတ်ဘဲနဲ့ရေပုံရဆန်တဲ့နာမည်မျိုးပေါ့နော်တဦးဆိုင်နယ်ကကြတော့ specific person တွေ place တွေ things တွေကိုပြောသွားတာဖြစ်ပြီးတော့ဒီအများဆိုင်နယ်ကကြတော့ရေပုံရအဖြစ်ပြောတဲ့နာမည်မျိုးတွေကိုအများဆိုင်နယ်လို့ခေါ်တယ်နော်တဦးဆိုင်နယ်ကကြတော့ specific ဖြစ်တဲ့ဒီအများဆိုင်နယ်ကကြတော့ general ဖြစ်တယ်ပေါ့နော်ရေပုံရအဖြစ်သက်ဆိုင်တဲ့နာမည်မျိုးတွေကိုအများဆိုင်နယ်လို့ပြောကြတယ်ဥပမာလေးတွေကြည့်ရအောင်မြို့လို့ပြောလိုက်ရင်ဘာမြို့တွေမှမသိဘူးမြို့တွေကအများကြီးရှိတယ်အဲ့အတွက်ကြောင့်မြို့လို့ပြောလိုက်တယ်ဆိုရင်ဒါဟာရေပုံရဆန်တဲ့အတွက်ဒီမြို့ဟာအများဆိုင်နယ်ဖြစ်သွားပြီနောက်အိမ်ဆိုလဲအဲ့လိုပဲအိမ်တွေကအများကြီးပဲအိမ်တွေကမှမောင်အိမ်အိမ်လို့ပြောလိုက်ရင်တော့ဒါကမောင်နဲ့သက်ဆိုင်တဲ့အိမ်ဆိုရင်တဦးဆိုင်နယ်ဖြစ်သွားပြီးတော့အဲ့လိုမဟုတ်ဘဲနဲ့အိမ်လို့ပြောလိုက်တယ်ဆိုလို့ရှိရင်အိမ်တွေအများကြီးရှိတယ်ဘယ်သူအိမ်မှမသိဘူးအဲ့အတွက်ကြောင့်ရေပုံရဆန်တဲ့သဘောတရားဖြစ်တဲ့အတွက်အိမ်ကလည်းအများဆိုင်နယ်ဖြစ်တယ်လူလို့ပြောလိုက်ရင်လည်းလူတွေကလည်းအများကြီးပဲအဲ့ထဲကမှမမောင်လားမမလားမြမြလားလှလှလားဘယ်သူမှမသိဘူးလူလို့ပြောလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီလူဆိုတာကလည်းအများဆိုင်နယ်ပဲဖြစ်တယ်ကြောင်လို့ပြောလိုက်ရင်လည်းကြောင်ကလည်းအများဆိုင်နယ်ပဲဖြစ်တယ်ပင်လယ်လို့ပြောလိုက်တယ်ဆိုလို့ရှိရင်လည်းပင်လယ်တွေကအများကြီးပဲရေပုံရဆန်တဲ့အတွက်ကြောင့်မို့လို့ပင်လယ်ကလည်းအများဆိုင်နယ်ပဲဖြစ်တယ်စာအုပ်လို့ပြောလိုက်ရင်လည်းအများဆိုင်နယ်ပဲဖြစ်တယ်ရေပုံရဆန်တဲ့နာမ်တွေကိုအများဆိုင်နယ်လို့ခေါ်တယ်နောက်တစ်ခုကကြတော့စိတ်တစနဲ့စိတ်တစနဲ့ဆိုတာကကြတော့ drum မဲ့တယ်ထိတွေ့ကင်တွယ်လို့တော့မရဘူးဒါပေမဲ့ခံစားပြီးသိရှိတဲ့နာမ်မျိုးကိုစိတ်တစနာမ်လို့ခေါ်တယ်ဒါကြီးကတော့အချစ်ပါဒါကြီးကတော့ပျော်ရွှင်မှုပါဆိုပြီးတော့ကင်တွယ်ပြလို့မရတဲ့အတွက်ကြောင့်ဒါဟာ drum မဲ့နာမ်တွေဖြစ်တယ်တွယ်လို့တော့မရဘူးခံစားပြီးသိရှိတဲ့နာမ်မျိုးကိုစိတ်တစနာမ်လို့ခေါ်တယ်အဲ့ဒီစိတ်တစနာမ်တွေထဲမှာဘာတွေပါလဲဆိုတော့အချစ်တို့အမုန်းတို့ပျော်ရွှင်မှုတို့မေတ္တာတို့တန်ရောစင်တို့စေရနာတို့ကိယူနာတို့မူရိတာတို့
ဒါမျိုးလေးတွေပေါ့နော်ဒါလေးတွေအားလုံးဟာလည်းစိတ်ရစနံလေးတွေပဲဖြစ်ကြတယ်နောက်တစ်ခုပညာတို့ဒါမျိုးတွေကလည်းစိတ်ရစနံပဲเนาะနောက်တစ်ခုကတော့အစုပြနံဖြစ်တယ်အစုပြနံဆိုကြတဲ့ကတော့အပေါင်းစုတွေအစုအဝေးတွေကိုပြောပြထားတဲ့အတွက်ကြောင့်မို့လို့သူကတဦးတစ်ယောက်ထက်ပိုတယ်ထောင်ထက်ပိုတယ်တစ်ခုထက်ပိုတဲ့အားမျိုးကိုအစုပြနံလို့ပြောတယ်ဥပမာမိသားစုဆိုကြတဲ့ကဖေဖေပါမယ်မေမေပါမယ်သားသမီးတွေရှိမယ်เนาะအဖိုးအဖွားတွေရှိမယ်နှမတွေရှိမယ်ဒါမျိုးလေးအဖွဲ့လို့ပြောလိုက်တာ ਨੇ ဒါဟာတဦးထက်ပိုပါတယ်အစုအဝေးကိုပြထားတဲ့အတွက်အစုပြနံဖြစ်တယ်အသင်းကျောင်းနေမှာဆိုလို့ရှိရင်ကျန်စစ်သားအသင်းဘင်းနောင်အသင်းအလောင်းဖျားအသင်းလို့ပြောလိုက်တယ်ဆိုရင်ဒီအသင်းထဲမှာလူဟာဦးထက်ကတော့ပိုကိုပိုတယ်တဦးထက်ပိုတဲ့နံမျိုးကိုအစုပြနံလို့ခေါ်တယ်เนาะအသင်းဘင်းနောင်အသင်းထဲမှာဘယ်သူတွေပါလဲဆိုဘင်းနောင်အသင်းထဲမှာကျွန်တော်တယောက်တည်းရှိပါတယ်ဆိုတာမျိုးမရှိဘူးလေเนาะအသင်းလို့ပြောလိုက်တယ်ဆိုရင်တော့တဦးတယောက်ထက်ပိုတာမျိုးတွေပဲเนาะအစည်းယုံเนาะကျွဲအုပ်တို့ငန်းအုပ်တို့ဘဲအုပ်တို့နွားအုပ်တို့ကျွဲအုပ်လို့ပြောလိုက်တယ်ဆိုရင်ကျွဲဟာတစ်ကောင်ထက်ပိုတယ်เนาะကျွဲတစ်ကောင်ထက်ပိုတယ်အစုဝေးကိုပြောတာမျိုးဖြစ်တယ်ငန်းအုပ်ဆိုလဲအဲ့လိုပဲဘဲအုပ်တို့เนาะနွားအုပ်တို့ဒါမျိုးတွေကလည်းအစုပြနံတွေပဲဖြစ်ကြတယ်ဆိုရင်တော့ဒီနေ့ပြောပြသွားတဲ့နံအကြောင်းလေးကိုသိသွားကြပြီလို့ထင်နေနော်နံမှာအမျိုးအစား2မျိုးရှိရဲဆိုတာကိုလည်းသိသွားပြီအဲ့ဒီအမျိုးအစားတွေကမှအနက်အဓိပ္ပာယ်ရနံရဲ့အမျိုးအစားလေးတွေအကြောင်းကိုလည်းသိသွားကြပြီနော်ဒါဆိုလို့ရှိရင်တော့နောက်အပတ်မှာဖွဲ့စည်းတိဆောက်ပုံအရနံအကြောင်းလေးကိုပြောပြပေးသွားမယ်နော်နောက်အပတ်မှာပြန်တွေ့ကြရအောင်